ဒီချိန်မှာ market ကဘာလို့ကျင်လဲဆိုတဲ့ဟာမျိုးမြင်တဲ့အချိန်မှာကိုယ့်ရဲ့ကျွမ်းကျင်တဲ့ဟာကတခုတည်းကျွမ်းကျင်တယ် market ကအဲ့ဒါလိုချင်တာမဟုတ်ဘူးဆိုလို့ရှိရင်ကအစင်မပြေဘူးလေနော်အဲ့တော့ကိုက3-4ခုပြီးကျွမ်းနေရဆိုလို့ရှိရင်က market ကလိုချင်တဲ့တော့ကြိုက်တယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုစလို့ဖြစ်သွားပြီပေါ့ ကိုယ်လက်ရှိမှာဒီထိုင်းတို့ကမ္ဘောဒီးယားတို့နော်ပြပတွေ့ကြုံနေတာလုပ်ငန်းချဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိတော့ဟိုဒီပြည်တွင်းလုပ်ငန်းရှင်တယောက်အနေနဲ့ပြပမှာသွားပြီးတော့လုပ်ငန်းချဲ့ရတာဒီဘယ်လို challenge တွေရှိတယ်ပေါ့ဒါဒီနောက်ပိုင်းမှာကျွန်တော်လူငယ်တွေမှာတော့ပိုသိတာမှထင်တယ်ကျွန်တော်တို့ဒီ generation Y မှာတော့ဘာလာထောင်းခဲ့တာရှိတာကျွန်တော်ဒီလုပ်ငန်းဝင်ပြီဆိုရင်ကြိုက်တာကျွန်တော်တို့ခိုင်းကျွန်တော်တို့မညူးမညူးလုပ်ပေးကြတယ်နောက်ပိုင်းမျိုးဆက်မှာကျတော့သူနဲ့ဆိုင်နေဟာပဲလုပ်ချင်တယ်မဆိုင်တာတွေခိုင်းရင်မကြိုက်ဘူးပေါ့နော်ဒါမျိုးရှိတာတစ်ပိုင်းပေါ့ကျွန်တော်တို့တကယ်တိုးတက်နေပတ်သက်ရင်လည်းကျွန်တော်လုပ်ငန်းခွင်မှာတကယ်တိုးတက်ဖို့ဆိုရင်လည်းဟို specialize တော့ဖြစ်နေဖို့လိုတာပေါ့အဆုံးဆုံးကျွန်တော်တို့ကရှောက်လုပ်နေရင်လည်းကျွန်တော်တို့ဟိုကိုကြောက်တဲ့လောက်မရောက်တာရှိဒါတစ်ပိုင်းပေါ့နော်အဲ့တော့ဟိုနောက်တစ်ပိုင်းမှာခုနက Quest ပြောသလိုကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုရင်တချို့အတွေ့အကြုံအောင်နေကျွန်တော်တို့ရှိဖို့လိုတယ်ကိုကိုတောင်ရွာတဲ့ဒီတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့တခြားကိုတင်းလိုက်တဲ့ဟာကိုတင်ယူထိုက်တဲ့ဟာမျိုးလဲကိုလှုပ်တဲ့လှုပ်ဖို့လိုတယ်ပေါ့ဒါမျိုးပြောတယ်ဆိုတော့ဒီပုံမှာကိုယ်လည်းဘယ်လိုမှတ်ချက်ပြုကြလဲကိုနဲ့ဆိုင်တဲ့ဟာပဲလုပ်မလားဒါမှမဟုတ်တခြားတောင်တွေပေးလာမယ်ဆိုရင်ရောဘယ်လိုမျိုးဒါကို response လုပ်တင်လဲပေါ့ကျွန်တော်ကဒီလိုမြင်နေပေါ့နော်ဟိုအရေးကြီးဆုံးကတော့ကိုတာဝန်ပြီးအောင်ကိုတာဝန်ကြေပြုံးအောင်အရင်လုပ်ဖို့တော့လွယ်ပေါ့လေဘာလို့လဲဆိုတော့ဟိုသူများဟာတွေပဲလိုက်လုပ်နေပြီးတော့အချိန်တန်တော့ကိုအလုပ်မပြီးဆိုလို့ရှိရင်ကိုပဲပြောခံရမှာဟုတ်ဆိုတော့အရေးကြီးတာတော့ကိုအလုပ်ကိုအရင်ဆုံးပြီးအောင်ဟိုလုပ်ဖို့အတွက်အရေးနံပါတ်1အရေးကြီးတယ်လို့မြင်တယ်ပြီးတော့နံပါတ်2ကကျွန်တော်အခုဒီဘက်နဲ့ရှင်းပြောမယ်ပေါ့လေနော်ကျွန်တော်ဒီ UK နဲ့ Thai Bangkok မှာကျွန်တော်နေခဲ့တာအခုလည်း UK မှာနေနေရဆိုတော့ကြတော့ကျွန်တော်မြင်တယ်ဒီ LinkedIn တို့ Facebook တို့မှာဟိုတော်တော်များများကရေးကြတယ်ပေါ့နော်ဟိုအကုန်လုံးရဲ့အတွေးကလည်းဟိုကျွန်တော်တို့ထားပါတော့ marketing မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစာရေးရဲ့သူကစာပိုင်းရေးမယ်အခုခုနပြောသလို right video editing မလုပ်ချင်ဘူး right video shoot မလုပ်ချင်ဘူးဥပမာ TikTok မရိုက်ချင်ဘူးဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ဖြစ်နေကြတဲ့ဟာမျိုးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ထားပါတော့ client manage လုပ်တယ် project manage လုပ်တယ်ဆိုလို့ရှိရင်လည်းဈေးမရောက်ချင်ဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဗာသတိထားမိလဲဆိုတော့ AI ပေါ်လာတဲ့အချိန်မှာပြီးတော့ဟိုလူတွေရဲ့ကြော်ညာပေါ်မှာမြင်တဲ့အမြင်တွေပြောင်းလာတဲ့အချိန်မှာအရင်တော့ဗျာပြောလာဆိုလို့ရှိရင်ဒါဟိုကျွန်တော်တို့ရဲ့အရှိခေတ်ကကြတော့ billboard တွေပြီးလို့ရှိရင်ဒီမီဒီယာတွေ channel တွေမှာစာရေးပြီးထည့်ရတဲ့အချိန်မှာကြတော့ကျွန်တော်တို့ရဲ့ marketing သမားတွေအဓိကအလုပ်ကစာရေးတဲ့ပုံဆွဲရဆိုတဲ့အလုပ်ပဲရှိတယ်ဟုတ်ကဲ့ဒီနေ့ YouTube တွေထွက်လာတယ် Facebook ထွက်လာတယ်Instagram TikTok အခုဆိုကျွန်တော် TikTok Reels Instagram Reels Facebook Reels ပြီးတော့ YouTube Shorts တွေထွက်လာတဲ့အချိန်မှာလူတွေရဲ့ attention က video ပဲရောက်လာတာကဒါကမြန်မာနိုင်ငံမှာပဲမဟုတ်ဘူးတကဘာလုံးသူတို့က video တွေကအရန်ကိုလူတွေက video ပဲကြည့်ကြတော့အနေထားမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်မြင်တာကိုယ့်ရဲ့ specialty ကိုရှိမယ်အဲ့ specialty ရဲ့ကိုယ့်ရဲ့ industry ကိုယ့်ရဲ့ specialty ရဲ့နောက်တစ်ဆင့်ဘယ်လိုသွားလို့ရလဲဟိုဒါကသူများအလုပ်ကိုလောက်တာလို့ကျွန်တော်မပြောသေးဘူးရယ်ကိုကထားပါတော့ copywriter content writer အနေနဲ့ရှိမယ်ဆိုလို့ရှိရင်တော့မှ content writer တွေကဟုတ်တယ်ဒီအချိန်မှာ AI တွေက content writer ကို100%တော့အစားမထိုးနိုင်သေးဘူး90%တော့60%တော့နေရတော့အစားထိုးနေပြီလို့ကျွန်တော်တို့ကမြင်တယ်ဟုတ်ကဲ့အဲ့တော့ဟိုပုံမှန် Facebook post တင်ရုံလောက်ကတော့ဟိုလုပ်ငန်းတွေက AI နဲ့ပဲရေးလိုက်ပြီးတော့ပဲကျွန်တော်တို့ post တက်ကြတဲ့အနေအထားမျိုးတွေပဲကျွန်တော်တို့ဖတ်ရတာ哦ဆိုတော့ကျွန်တော်တို့ကကိုလုံးနေတဲ့နေရာနေပြီးတော့နောက်တက်ဆင့်ထပ်သွားဖို့ ਨੇ ကိုယ့်ရဲ့နေရာပျောက်မသွားဖို့အတွက်ကလူတွေကအရှိကိုပဲတွန်းနေရတာဆိုတော့ content writers တွေအနေနဲ့ကောဒါမှမဟုတ် AI ကို AI ကတဖြည်းဖြည်းနဲ့အစားထိုးလာနိုင်ခြေရှိတဲ့ယာဒူနေရာတွေအနေနဲ့ကောအရှိဆက်သွားရင်ဘယ်ရောက်မှာလဲဆိုတော့နေရာလေးတစ်ခုကိုတော့ကြည့်ပြီးတော့လေ့လာထားမယ်ဆိုလို့ရှိရင်တော့လမ်းမပြောက်ဘူးပေါ့လေဟုတ်ကဲ့right ပြီးတော့မှနောက်ဆုံးကိုယ့်ရဲ့နေရာကိုယ့်ရဲ့အရှိနေရာပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်ဘာတွေနဲ့သူတို့အခက်အခဲတွေရှိနေကြလဲ right ကျွန်တော်တို့ finance ဒါတော့ဟိုကိုက finance လုပ်ချင်ပါလဲလို့ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ကျွန်တော်ဟို
အမုန်းဆုံးတဲ့မှာအခုထိအမုန်းဆုံးတဲ့မှာပါတယ် finance ဆိုနံပါတ်တွေကြည့်ရတာတော့ဟောဖြစ်တာမရှိဘူးဆိုတော့အဲ့အချိန်မှာဒါပေမဲ့ကိုတိထားတယ်ဆိုလို့ရှိရင်ကကျွန်တော်တခုလေးတိထားတယ်ဘာပြောလို့ရလဲဆိုတော့ကျွန်တော်မှတ်ရ2014လောက်မှာကျွန်တော် JMart ဆိုတဲ့ထိုင်းကဖုန်းဆိုင်တစ်ဆိုင်ကိုကျွန်တော်အလုပ်လုပ်ခဲ့ဘူးတယ် marketing နဲ့ပဲဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ဆိုင်ဆောက်တဲ့အထိကျွန်တော်ပါတယ်အဲ့လိုကြွေကြားခင်းတာတွေမီးပွိုင်းရိုက်တဲ့ကိစ္စတွေပါတယ်အဲ့ဒီကျွန်တော်ပါတော့ဘယ်မှာသွားပြီးအဲ့2014တော့ကျွန်တော်ခိုင်းတာလည်းမဟုတ်ပါဘူးကျွန်တော်ဒီတိုင်းပဲသွားပြီးတော့စိတ်ဝင်စားလို့လုပ်ပေးရင်းနဲ့ပဲပါသွားတာအဲ့တော့ဘယ်မှာသွားပြီးတော့အကျိုးဖြစ်လဲဆိုတော့ကျွန်တော် level up လုပ်တဲ့အချိန်မှာပွဲတွေကျွန်တော်လုပ်ရတဲ့အချိန်မှာကျွန်တော်မီးပွိုင်းတွေဘယ်လိုနေရာမျိုးတွေမှာချတဲ့နေပြီးရင်ကျွန်တော်တို့အခင်းတွေဘယ်လိုခင်းတဲ့နေကြွေပြားတွေဘယ်လိုခင်းတဲ့လဲဆိုတော့အဲ့ဒီ construction ဘက်ကနေပြီးတော့မှအတွေ့အကြုံတွေကိုကျွန်တော်ပြန်ပြီးသုံးလို့ရတယ်ပေါ့နော်ဆိုတော့ပြန်ချုပ်ရရင်တော့ပတ်ဝန်းကျင်ကိုကူတယ်ဆိုတဲ့ဟာကagain ကိုယ့်ရဲ့အလုပ်ကိုပြီးအောင်လုပ်ပြီးရင်ကိုယ့်ရဲ့ရှေ့ဆက်ရမယ့်အလုပ်ကိုကြည့်ပြီးတော့မှကိုယ့်ရဲ့ skill တွေကိုယ့်ရဲ့quality တွေကိုဘယ်လိုတက်အောင်လုပ်မလဲဆိုတော့ကြည့်ပြီးရရှင်တော့ကျွန်တော်တို့တခြားကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောဘာတွေဖြစ်နေလဲဆိုတဲ့ဟာမျိုးသိတယ်ကူပြီးနိုင်တယ်ဆိုလို့ရှိရင်ကကိုယ့်တက်ကတော့ဘယ်တော့မှအကျုံးမရောက်ဘူးလို့မြင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးလည်းတော်တော်ကောင်းပါတယ်ဒါကျွန်တော်လည်းဒီဘက်မှာနည်းနည်းလေးဖြည့်ပြီးတော့ဆွေးနွေးရရင်ကျွန်တော်အရင်ဒီမီဒီယာမှာကျွန်တော်အိဒါလုပ်ခဲ့တယ်ပေါ့ဒီစာအုပ်ထုတ်တဲ့အလုပ်ဆိုတာဘယ်သူမှလာမခိုင်းအဲ့တော့ရုံးမှာဘယ်သူမှလုံးမဲ့သူမရှိတော့ကျွန်တော်နည်းနည်းလောက်တတ်တယ်ကျွန်တော်အစားသုံးလုပ်ပေးမယ်ဆိုပြီးတော့လောက်တက်သွားတော့ကျွန်တော်လက်ရှိစောင်းတိုက်ထောင်ပြတယ်ပေါ့နော်အဲ့ပဲလေနော်မြင်တာကတော့အဲ့လိုပဲကိုယ့်ရဲ့အရှိရဘာဖြစ်လာမယ်မှန်ဘယ်သူမှမသိဘူးဟုတ်ကဲ့ဟုတ်လားကိုရင်းတော်လဲစာအုပ်ထုတ်မဲ့လို့လဲအတွေ့ရှိချင်မှလဲရှိခဲ့မဲ့ပေါ့လေကျွန်တော်ဒီလဲ marketing agency လုပ်မဲ့လို့လဲတခါမှမတွေးခဲ့ဘူးဒါပေမဲ့အရှိမလုပ်ခဲ့တဲ့အတွေ့အကြုံတွေကပဲ okay ဒီချိန်မှာ market ကဘာလို့ကျင်လဲဆိုတဲ့ဟာမျိုးမြင်တဲ့အချိန်မှာကိုယ့်ရဲ့ကျွမ်းကျင်တဲ့ဟာကတခုတည်းကျွမ်းကျင်တယ် market ကအဲ့ဒါလိုချင်တာမဟုတ်ဘူးဆိုလို့ရှိရင်ကအစင်မပြေဘူးလေနော်အဲ့တော့ကိုက3-4ခုလေးကျွမ်းနေရဆိုလို့ရှိရင်က market ကလိုချင်တဲ့သွားကြိုက်တယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုဆောက်လို့ဖြစ်သွားပြီဟုတ်ကဲ့ right တော်တော်လေးကျွန်တော်တို့ဒါဘာဖြစ်ဖြစ်တတိထားစရာတစ်ချက်ပေါ့လေနောက်တစ်ခုကတော့ကိုယ်လက်ရှိမှာဒီထိုင်းတို့ကမ္ဘောဒီးယားတို့နော်ပြည်ပအတွေ့အကြုံတွေဒါလုပ်ငန်းချဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိတော့ကိုဒီပြည်တွင်းလုပ်ငန်းရှင်တယောက်အနေနဲ့ပြည်ပမှာသွားပြီးတော့လုပ်ငန်းချဲ့ရတာဒီဘယ်လို challenge တွေရှိတယ်ပေါ့ကျွန်တော်တို့အဲ့ရနေပြီးတော့သင်ယူစရာတွေပေါ့ဘာတွေရှိလဲနံပါတ်1ကတော့ legal ပေါ့လေဟုတ်တော့legal ကမြန်မာပြည်မှာကျတော့မြန်မာလိုကြီးလောက်ရတာဆိုတော့မြန်မာလိုကြီးလောက်ရတော့ကျတော့အနည်းဆုံးတော့အနည်းနဲ့အများတော့ကိုမွေးခဲ့တဲ့နိုင်ငံကိုကျင်လည်ခဲ့ရတဲ့ data ဆိုတော့ကျတော့တခုဆိုလို့ရှိရင်ဘာဖြစ်ရင်ဘာလုပ်ရမလဲဆိုတဲ့ဟာမျိုးကသိတာဟုတ်ဒါပေမဲ့နောက်နိုင်ငံတစ်ခုရောက်သွားတဲ့အချိန်အထူးသဖြင့်ထိုင်းကမ္ဘောဒီးယားရောက်သွားတဲ့အချိန်မှာသူတို့ရဲ့ legal တွေအကုန်လုံးကသူတို့ဘာသာသူတို့ရေးထားကြတာနောက်ဆုံးမှတ်မှတ်ရကျွန်တော်တို့စာချုပ်ချုပ်ရင်တောင်မှကျွန်တော်တို့အင်္ဂလိပ်လိုချုပ်လို့မရဘူးထိုင်းလိုချုပ်ရတာဆိုတော့ legal ကိုတော့တက်ကြွနားလည်တဲ့သူတက်ကြွနားလည်တဲ့ပညာရှင်နဲ့မေးမြန်းထားတဲ့ဆွေးနွေးထားတဲ့လို့တော့ကျွန်တော်လည်းယူဆတယ်ပေါ့နော်ဟုတ်ကဲ့ဒါမှပဲလဲဘယ်အချိန်မှာဘာဖြစ်ရင်ဘာလုပ်လို့ရတယ်ဘာလို့မရဘူးဆိုတော့ဟာတွေကျွန်တော်ကသိမှာပေါ့ဒါတစ်ချက်ပြီးတော့နှစ်ချက်ကကြတော့မြင်တာကကျွန်တော်ဘာတစ်ခုထပ်မြင်လဲဆိုတော့မြန်မာနိုင်ငံမှာကပြောမှဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကလူတန်း50တန်း60သာရှိတာဗျာပြောမှဆိုလို့ရှိရင် market ကကျင်းသေးတယ်ဟုတ်ကဲ့ဖွံ့ဖြိုးကာစနိုင်ငံတစ်ခုအနေနဲ့က market ကသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗာလဲဆိုတော့ရွေးချယ်စရာcustomer တွေအနေနဲ့ကရွေးချယ်စရာအများကြီးမရှိဘူးဟုတ်ကဲ့ဟုတ်လားဆိုတော့ဥပမာကျွန်တော်တို့ဖြော်ရည်တောက်မယ်ဆိုလို့ရှိရင်လည်းအေးတောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် Coca-Cola နဲ့ Sprite နဲ့ 7up နဲ့စတဲ့ဟာတွေပဲကျွန်တော်ရှိတာဒါပေမဲ့စားတော့ဆိုင်လုပ်ငန်းဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့ရွေးချယ်စရာလေးကအရင်နည်းတယ်ပေါ့နော်ကျွန်တော်တို့ high end ဆိုလို့ရှိရင်လည်းရန်ကုန်မှာတော့မှဆိုင်30နဲ့ဆိုင်50ထက်မပို့ဘူးဆိုတော့ဒါပေမဲ့နောက်တစ်နေ့ရောက်သွားတယ်အထူးသဖြင့် Bangkok လိုနေရာမျိုးရောက်သွားတယ်ဆိုလို့ရှိရင်ကကြတော့ customer စီမှာပို့ပြီးတော့ power ကြီးသွားတယ်ရွေးချယ်စရာအရင်များနေတဲ့အချိန်မှာကိုကမြန်မာနိုင်ငံမှာ run ခဲ့တဲ့ business လိုမျိုး run လို့မရဘူးဒီမှာအများကြီးပို့ပြီးတော့အရေးကြီးလာတာ branding ဘယ်လိုတိဆောက်မလဲဆိုတော့အနေထားပေါ့နော်ကိုဘာနဲ့အရင်ဆုံးလူသိအောင်လုပ်မှာလဲအဲ့ဒါက
အရန်ကိုအရေးကြီးလာတဲ့အနေအထားတစ်ခုမှရှယ်လို့မြင်တယ်ဆိုလိုချင်တာကအသေးဆုံးကျွန်တော်စောစောပြောသလိုအသေးဆုံး market ပေါ့လေကျွန်တော်တို့လူရောက်တသိန်းလောက်ပဲကျွန်တော်တို့ serve လုပ်မယ်ဒါပေမဲ့လူရောက်တသိန်းကလာတိုင်းလာစားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့စင်ပြေရလေနော်ဆိုတော့အသေးဆုံး market ကကျွန်တော်တို့ဘာရှိလဲဆိုတဲ့ဟာမျိုးအရင်ကြည့်ပြီးတော့သူတို့စိတ်ဝင်စားလာအောင်သူတို့ကြိုက်သွားအောင်ကျွန်တော်တို့ဘယ်လိုမျိုးပစ္စည်းဘယ်လိုမျိုး selling point တွေနဲ့ဖောက်လို့ရလဲဆိုတဲ့ဟာမျိုးကိုအဲ့ဒီ market ကိုမဝင်ခင်ကတည်းက research လုပ်တင်တယ်လို့မြင်တယ်ကျွန်တော် level up ကို time ကိုကျွန်တော်တို့စပြီး community registration မလုပ်ခင်ကျွန်တော်ရဲ့ co-founder တယောက်ကို Steve ကtime မှာတစ်နှစ်လောက်သွားနေရတယ်တစ်နှစ်လောက်ကိုအမှနေပြီးတော့သူကတော့မြန်မာနိုင်ငံတော့ပြန်ပြီးအလုပ်လုပ်ပြရပါတော့အဲ့တော့ကတော့ဒါပေမဲ့ time market ကိုသူကလေ့လာရတာအဲ့တော့လေ့လာပြီးတော့မှကျွန်တော်6လတစ်နှစ်လောက်လေ့လာပြီးတော့မှဟုတ်ပြီကျွန်တော်တို့ကတော့ဘယ်နေရာကိုတော့ကျွန်တော်တို့အရင်တိုးမယ်ဘယ် market ဘယ် client တွေကိုကျွန်တော်တို့အရင်ဆုံးရှာမယ်ဆိုတဲ့ဟာမျိုးတေချာကျွန်တော် set up လုပ်ပြီးတော့မှကျွန်တော်တို့ကနောက်တစ်ဆင့် community registration လုပ်တယ်နောက်တစ်ဆင့် client စရှာတယ်ဆိုတော့အဲ့ဒီဒါမျိုးကျွန်တော်ပို့ပြီးသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်ချက်ကိုတော့ကျွန်တော်အနေနဲ့တော့မြင်တယ်ဗျဟုတ်ကဲ့ပါကိုလည်းစီအဲ့တော့ကျွန်တော်တို့ဒီ marketing နဲ့ပတ်သက်ပြီးနည်းနည်းမေးချင်တာပေါ့လက်ရှိ marketing trend ကကျွန်တော်တို့ဖြစ်လာနိုင်တဲ့ဒီ trend ပေါ့လေဖြစ်လာနိုင်တဲ့အပြောင်းလဲတွေဘာတွေဖြစ်နိုင်လဲကျွန်တော်စာအုပ်အနေနဲ့ဆိုရင်တော့ Philip Kotler က marketing 7.0 ပေါ့နော်ကျွန်တော်တို့ဒီမှာတော့ဘယ်လောက်ဖြစ်နေမလဲပေါ့အဲ့ဒါကျွန်တော်တို့ဖြစ်လာနိုင်တဲ့အပြောင်းလဲတွေဒါ2026ရှိတယ်2029ရှိတယ်ကျွန်တော် global မှာဘယ်လိုဖြစ်နေတယ်ကျွန်တော် local ကရောဘယ်လိုအပြောင်းလဲတွေဖြစ်လာနိုင်လဲမြန်မာ business တွေကကျွန်တော်အတွေ့အကြုံပေါ့နော်10နှစ်15နှစ်လောက်ကျွန်တော်လည်းမြန်မာပြည်မှာပဲbusiness တွေ marketing တွေလုပ်ရတဲ့အချိန်မှာကျွန်တော်အတွေ့အကြုံရပါမြင်ရလဲဆိုတော့မြန်မာ business တွေကဒီ organic content တွေကိုအရင်ဦးစားပေးတယ်ဆိုတော့ကျွန်တော် Facebook မှာဆိုလို့ရှိရင် post တင်လိုက်ရမှာဒါမှမဟုတ်ရှင်ကျွန်တော်တို့ဘာလို့အရှိတုန်းကကျွန်တော်တို့က Facebook တွေခုနပြောသလိုchannel မှာကြော်ညာထည့်ရတယ်ဘာတွေနဲ့ကျွန်တော်တို့ကကြီးပင်းလာရတဲ့အချိန်မှာorganic content ပေါ့နော်ကျွန်တော်တို့content quality အဲ့လိုပြောရမှာပဲ creative quality content quality ကိုအရင်ဦးစားပေးတယ်မှားလားဆိုတော့မမှားဘူးအရှိရလူတွေဆိုတဲ့ဟာတွေအရှိရတင်ခဲ့တဲ့ဟာတွေပေါ်မှာပဲမူတည်ပြီးတော့ဆုံးဖြတ်ကြတာဆိုတော့ကြတော့မှားလားဆိုတော့မမှားဘူးဒါပေမဲ့ကျွန်တော်အထူးသဖြင့်ဒီရောက်လာတဲ့အချိန်မှာ UK မှာရောက်လာတဲ့အချိန်မှာကျွန်တော်ဘာသွားပြီးတော့ကျွန်တော်တို့အာရှနဲ့မြန်မာနဲ့ထိုင်းနဲ့ကိုရှင်းပြီးတော့စဉ်းစားကြည့်တော့ဘာသွားတွေ့လဲဆိုတော့မြန်မာပြည်မှာကကျွန်တော်တို့ကကြော်ညာ run နဲ့ဆိုလို့ရှိရင် S run နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော့နည်းနည်းလေး technical ပါသွားရမယ်ပေါ့နော်ဆိုတော့ S run နဲ့ဆိုလို့ရှိရင်ကကျွန်တော်တို့ကကြော်ညာလေး3 4 5ခုကို run ကြတယ်ဥပမာကျွန်တော် post တင်တာ10ခုပြီလား10ခုလုံးကျွန်တော်တို့ကကြော်ညာထည့်ပြီး run လိုက်တယ်အဲ့လိုပုံစံမျိုးနဲ့မြန်မာပြည်မှာသွားတာ maybe ကျွန်တော်တို့ target ချိန်နေဆိုလို့ရှိရင်လည်းအများဆုံး2ခုလောက်ထက်မပိုတော့ဘူး target 2ခုလောက်ကို ads ကို run ကြတယ်ပြီးတော့ engagement နဲ့ run ကြတယ်ဒါမှမဟုတ် message နဲ့ run ကြတယ်ဒီမှာကျွန်တော်လုပ်ပေးနေတဲ့ agency ဆိုလို့ရှိရင်သူက asset target ရွေးတာတင်အခု20လောက်ရှိတယ်တခုချင်းစီရဲ့အောက်မှာကြော်ညာ4 5ခုရှိတယ်ဟုတ်ကဲ့ဆိုတော့ဘယ်လိုခေါ်မလဲဒီမှာကြတော့Facebook post တွေတွားကြည့် Instagram post တွေတွားကြည့်ရဆိုလို့ရှိရင်က engagement မရှိဘူးဒါမှဘာလို့သူတို့ကလည်းပြောတယ် engagement ဘာလို့ရမှာလဲတဲ့ရောင်းရမှာမဟုတ်တာတဲ့ဆိုတော့ engagement မလိုချင်ဘူးပေါ့နော်သူတို့လိုချင်တာက okay ရောင်းချင်တယ်အဲ့တော့ရောင်းချင်တဲ့အချိန်မှာခုနပြောတဲ့ကြော်ညာအခု40လောက်သူတို့ run လိုက်တယ်40လောက်မှာ5ခုလောက်ကလူစိတ်ဝင်စားလို့ဝယ်ရဲဆိုလို့ရှိရင်အဲ့ဒီ5ခုပတ်စံထက်ပြီးထက် run တာဟုတ်ဆိုတော့ဒီမှာကအရင် performance ကိုဦးစားပေးတဲ့ပုံစံမျိုးတွေများတယ်ဟုတ်ကဲ့ UK အဓိကဒီ London ဘက်က brand တွေပေါ့နော်အဲ့လို performance ကိုဦးစားပေးဟာများတယ်ကျွန်တော်မြင်လာတာကလည်းဘာရှိလဲဆိုတော့ကျွန်တော်အခုအဲ့ဒီ approach ကိုပဲယူပြီးတော့ကျွန်တော်အခုဒီ local note ဆိုပြီးတော့ meeting note ကိုမြန်မာလိုရေးတဲ့ meeting note ပုံစံမျိုးလေးကျွန်တော်တို့စပြီး launch လုပ်တယ်ကျွန်တော်ပထမဆုံး product ပေါ့လေအဲ့ဒီ idea ကိုကျွန်တော်ပြန်သုံးကြည့်တယ်သုံးကြည့်တော့ကျွန်တော်တို့က contact အခု20လောက်ကိုကျွန်တော်စ run ကြည့်ရယ်စ run ကြည့်ပြီးတော့မှ4ခုလောက်ကမစိုးဘူးလူတိုင်းကစိတ်ဝင်စားတယ်ဝယ်တယ်ဆိုတဲ့အချိန်မှာကျွန်တော်ရဲ့80%တော့ budget ကိုကျွန်တော်အဲ့ဒါကိုထည့်တာဆိုတော့
ဘာတော့တွေ့လဲဆိုတော့အဲ့ဒီအခု20လောက်ကိုဘယ်လိုလုပ်လို့ရလဲ content တွေအများကြီးတပြိုင်နက်တည်းကိုဘယ်လိုထုတ်လို့ရလဲဆိုတော့အရင်အရေးကြီးလာတာ AI ပေါ့လေဟုတ်ကဲ့ AI တွေထွက်လာတဲ့အချိန်မှာ content quality တွေကျွန်တော်တို့creative အရင်ကြီးလမ်းပြန်ထွက်နေတာလဲဟို brand နဲ့ပေါ်မှာမူတည်ပြီးတော့ပေါ်မှာပေါ့နော်ဒါပေမဲ့အရင်ကြီးလမ်းပြန်ထွက်နေတဲ့ creative ဆိုလို့ရှိရင်အလုပ်ဖြစ်တဲ့ creative ဆိုတဲ့အနေထားဖြစ်လာတယ်အဲ့တော့အလုပ်ဖြစ်တဲ့ creative ကဘာလဲဆိုတဲ့ဟာကကျွန်တော်တို့ကများစမ်းနိုင်လေဘယ် creative ဘယ် content ကအလုပ်ဖြစ်လဲဆိုတော့တိလေဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့ရဲ့အခုအဲ့ market trend ကျွန်တော်အကုန်လုံးပြန်ခြုံရတယ်ဆိုလို့ရှိရင်တော့ market trend ကကျွန်တော်တို့ creative တွေကိုအရင်ကြီး disruption လုပ်လာမယ့်အခြေအနေတစ်ခုမှာဖြစ်လာမယ်လို့လည်းကျွန်တော်အနေနဲ့ယူဆတယ်ဟို engagement တီးတဲ့ message ဥပမာ lead ဆိုတဲ့ message တီးတဲ့ဆိုလို့ရှိရင်ဘယ် creative ကြောင့်ရောင်းရတာလဲဟုတ်ကဲ့ဆိုတော့ဟို creative ကိုများလို့မြန်ဆန်ပြီးရင်ဟိုကောင်းတဲ့ creative တွေကိုပတ်စံပို့ထက်ကျန်တဲ့ဟာကိုဖြုတ်ထက်ဆန်ကောင်းတဲ့ဟာကိုပို့ထက်ကျန်တဲ့ဟာကိုဖြုတ်ဆိုတော့ဟို performance base ဖြစ်လာနိုင်တဲ့ marketing trend ဖြစ်လာမယ်လို့တော့ကျွန်တော်အနေနဲ့တော့ယူဆတယ်ဗျဟုတ်ကဲ့အဲ့တော့ကိုလည်းစီကျွန်တော်ဟိုနည်းနည်းဆက်မေးချင်တာကဒီနီးပညာနဲ့ပတ်သက်လို့ပေါ့ဒီ AI ကလက်ရှိချိန်မှာကျွန်တော်တို့ဒီကြောက်စရာကောင်းလောက်သူတိုးတက်မှုကတအားမြန်တော့ကျွန်တော်ပြည်တွင်းမှာပဲတော်တော်ဒီတက်ရောက်မှုတော်တော်ကြီးနေပြီဆိုတော့ဒီ professional တွေနောက်ဒီစီးပွားရေးလုပ်ငန်းတွေအတွက်ပေါ့နော်ဒီတက်ရောက်မှုတွေကဒီဘာတွေဖြစ်နိုင်လဲကျွန်တော်တို့ဒီအတွက်ကိုအတွက်အကျိုးရှိအောင်ပေါ့နော်ဘယ်လိုသုံးတယ်လဲဒါလေးလည်းအနှစ်ချုပ်လေးဝေမျှပေးပါဟုတ်ဒီမှာတော့ AI သုံးကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူဘိုးကဈေးကြီးတာဟုတ်ကဲ့နေထိုင်ဈေးကြီးလည်းဈေးကြီးတလို့နေထိုင်ဈေးကြီးတဲ့အချိန်မှာလူဘိုးကဈေးကြီးတာပေါ့နော်ကျွန်တော်တို့ရဲ့ဟိုဥပမာကျွန်တော်ဆိုလို့ရှိရင်တယောက်ခန်းလေးမှာနေရတော့မှကျွန်တော်ရဲ့တလားကိုဘာလောက်ကုန်တယ်ပေါင်1000လောက်ကုန်တယ်ဆိုတော့350လောက်ကုန်တာပေါ့လေနော်ဒါကဘာမှမသွားသေးဘူးကိုယ့်အိမ်မှာပဲကုန်နေတာတော့မှပေါင်1000လောက်350လောက်သုံးနေရတာဆိုတော့အပြင်သွားရဆိုလို့ရှိရင်မရှိဘူးဆိုရင်380 390လောက်ကတလားကိုအသာလေးကုန်တာဆိုတော့အဲ့ဒါကို cover ဖြစ်ဖို့ကဒီရဲ့အခြေခံလစာသူကပေါင်2000လောက်ကနေစပေးတယ်ဟုတ်ကဲ့လူတယောက်ကိုခန့်ဖို့အတွက်ကို300လောက်စပေးရတာဆိုတော့အရန်လူဘိုးတွေကဈေးကြီးရဲ့အချိန်မှာ AI ကတလောက်ကိုပေါင်20လောက်ပဲပေးရတဲ့အချိန်မှာအများကြီးတက်တာတယ်ဆိုတော့ဒီမှာက AI ကိုလူဘိုးထက်စားလို့ရှိရင်သူက tools တွေ AI တွေကိုအရန်သုံးပြီးတော့လူတွေကိုအချိန်လျှော့တယ်ဟုတ်ကဲ့အာယုံစိုက်ဖို့လိုတဲ့နေရာမှာပဲအာယုံစိုက်လို့ရအောင်ဆိုပြီးတော့အဲ့လိုအာယုံစိုက်ဖို့မလိုတဲ့နေရာတွေမှာအချိန်တွေပိုထွက်လာအောင် AI အနေနဲ့သုံးကြတဲ့ဟာမျိုးတွေရှိတယ်မြန်မာပြည်မှာကကျွန်တော်မြင်တာကပြောင်းမြန်ပြောမယ်ဆိုလို့ရှိရင်ကကျွန်တော်တို့ကဟိုဒီမှာလောက်တော့ဈေးအရန်ကြီးမများဘူးပေါ့နော်ဟိုဝန်ထမ်းဈေး maybe ကျွန်တော်ပေးမယ်ဆိုလို့ရှိရင်10သိန်း30 30ဝေးကျင်နေတော့ကျွန်တော်တို့ကဟို white collar ဆိုလို့ရှိရင်ပေးကြတဲ့ဟာမျိုးကျွန်တော်သတိထားမိတယ်ဒါပေမဲ့မြန်မာပြည်ရဲ့အခက်အခဲကကျွန်တော်မြင်တာပါလဲဆိုတော့လူအဝင်ထွက်အရန်ညံ့လာတာဟုတ်ကဲ့တော့ HR issue တွေပေါ့လေနိုင်ငံခြားထွက်သွားတာပဲဖြစ်ဒါမှမဟုတ်ကိုစီမှာမပျော်တော့လို့တခြားအလုပ်ကိုခုံသွားတာပဲဖြစ်အဲ့လိုဖြစ်လာတဲ့အချိန်မှာဟိုခဏဒီလူသစ်ကိုခန့်ရတဲ့အနေအထားမျိုးကိုလုပ်ငန်းရှင်တွေကအဲ့ဒဏ်ကိုမခံနိုင်တဲ့အချိန်မှာ AI ကိုအစားထိုးလာနိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဟုတ်ကဲ့ဆိုတော့ AI ကဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့ကျွန်တော်တို့မြင်လာတာကဒီလိုလူတယောက်ကိုခန့်ပြီးတော့ပေးနေမယ်အစား AI တစ်ခုကိုပေးထားရဆိုလို့ရှိရင်နောက်ဆုံး marketing သမားမရှိဘူးဆိုရင် marketing သမားတယောက်တည်းခန့်ပြီးတော့ကျွန်တော်တို့စောစောပြောပေါ့လေ content လုပ်တဲ့အပိုင်းဒါမှမဟုတ်ရှင် boost လုပ်တဲ့အပိုင်းဒါမှမဟုတ်အခုနောက်ဆုံးဆိုကျွန်တော်တို့ AI တွေကဟို cut တဲ့ပိုင်းနဲ့ပါ AI နဲ့ထုတ်လို့ရလာပြီဆိုတော့ကြတော့ video လုပ်တဲ့အပိုင်းတွေကအစကျွန်တော်တယောက်တည်းကနေပြီးတော့လုပ်လို့ရတဲ့ brand တစ်ခုမှာပေါ့နော်ကျွန်တော် marketing agency ကမပြောပါဘူးဒါပေမဲ့ brand တစ်ခုတည်းကင်နေတဲ့ brand ဘက်က marketer ဆိုလို့ရှိရင်ကတယောက်2ယောက်လောက်နဲ့တင်ဒီတလားစာတွေကို run လို့ရတဲ့အနေအထားမျိုးတဖြည်းဖြည်းဖြစ်လာတယ်ဟုတ်ကဲ့လူတွေအများကြီး4-50ယောက်လောက်ခန့်နေမဲ့ team တွေကမခန့်ဖြစ်တော့ဘဲနဲ့ AI ကိုကျွမ်းကျင်သုံးတတ်တဲ့professional တွေကိုပ
ပို့ပြီးတော့အလောက်ခန့်နိုင်နေမဲ့အနေအထားမျိုးကဒီမှာဖြစ်နေပြီအကုန်လုံးဖြုတ်နေတာကြည့်တဲ့မြတ်လူတွေအကုန်လုံးသိရမလားအခုတော့မှဈေးကြီးလို့လူတွေပြန်ခဲ့ပါဟဲ့ဆိုတဲ့အနေအထားမျိုးပြန်ဖြစ်လာပြီဆိုတော့ဆိုတော့ဟိုမြန်မာနိုင်ငံမှာလည်းအဲ့လိုအစားထိုးတဲ့AI ကိုကြွားချင်တဲ့သူကနေပြီးတော့မှအစားထိုးတဲ့အနေအထားတစ်ခုတော့ဖြစ်လာနိုင်တယ်လို့တော့မြင်တယ်ပေါ့လေဟုတ်ကဲ့ဆိုတော့ဒီကုန်းချုပ်မိကုန်းလေးပေါ့ဒီကိုယ်ကစီဝိုင်းစကျင်တဲ့လူငယ်တွေကိုကြံပြုကျင်တဲ့ဟာလေးဒါလေးနဲ့ဒီကုန်းချုပ်လေးပြောပေးသေးတယ်ဟုတ်ကိုစားကျင်တဲ့စီးပွားရေးကပတ်စံပေးဖို့လူရောရှိလားပေါ့လေအဲ့တော့အရင်ချိပါပေါ့ဆိုတော့တခါလေကျတော့တော်တော်များများပြောကြတာဟို fashion နောက်လိုက်ကြတာ fashion နောက်လိုက်ကြတာဆိုတော့ကို fashion ကပတ်စံပေးရ fashion ဖြစ်အောင်မှာပေါ့လေဆိုတော့ပတ်စံပေးရ fashion မဖြစ်ရင်လည်း market မရှိရင်လည်းဘာမှမတူဘူးပေါ့နော်အဲ့တော့ဟိုအရင်ဆုံးတော့ကိုယ့်ရဲ့လုပ်ချင်တဲ့စီးပွားရေးကိုတကယ်ပတ်စံပေးနိုင်မယ်ပတ်စံပေးခြင်းနဲ့သူရှိလားဆိုတော့ research လေးရောအရင်ဆုံးလုပ်ကြည့်ပေါ့လေအဲ့တော့အဲ့ဒီနေရာမှာဟိုကိုဘယ်လိုခေါ်မလဲ market competition ပြိုင်ဘက်တွေရှိတာတော့ကျွန်တော်တော့ကြိုက်တယ်အဲ့တော့ market ရှိရဆိုရင်အတိတ်ပဲရှိတာဟုတ်သူတို့တက်ပိုကောင်းအောင်ပတ်စံပေးမဲ့သူရှိနေတာပတ်စံပေးမဲ့သူရှိရပေါ့လေသိရလားဟုတ်ကဲ့ဆိုတော့အဲ့ဒီဟာလေးအဓိကကျွန်တော်တို့ကဟို research လေးမြန်မာပြည်မှာနည်းနည်းအားနည်းတဲ့အနေအထားမျိုးမှာရှိအောင်ကျွန်တော်ကိုယ်တိုင်လည်းအားနည်းခဲ့ပါတယ်ဟိုအရှိမလုပ်ခဲ့တဲ့ဟာအဲ့တော့ research လေးတစ်လနှစ်လလောက်လုပ်လိုက်တယ်ဆိုလို့ရှိရင်ငါဘာပြောဟိုကိုယ့်ရဲ့ idea တွေဘယ်လောက်ထိခိုင်မာလဲကိုယ့်ရဲ့လုပ်ငန်းလုပ်ချင်တဲ့နေရာလေးတွေဘယ်လောက်ထိခိုင်မာလဲဆိုတဲ့ဟာမျိုးလေးသိသွားနိုင်တယ်ပြီးတော့ research လုပ်နေရင်းနဲ့မှဟိုစကားပြောမိတဲ့သူတွေရဲ့ idea တွေရောပြီးတော့ team members တွေလည်းကျွန်တော်ရနိုင်တဲ့အတွက်ကြောင့်တော့ကျွန်တော်တော့ research ကိုဟိုလုပ်စေချင်တယ်ပေါ့နော် market ကတော့မရှိဘူးမဟုတ်ရှိရပေါ့လေဟိုကျွန်တော်တို့အများကြီးထက်လို့ရနိုင်တဲ့အနေအထားမျိုးတွေမှာလည်းကျွန်တော်မြင်နေရပါတယ်ဟုတ်ကဲ့ခုလိုမားလက်တဲ့ကြားနေပြီးတော့ဒီကူကအချိန်မီဖြည့်ကြပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဘက်ကလည်းအခုလိုမေးပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကိုင်းစား